အင်ဂျင်ကူးလန့်ကိုကိုယ်တိုင်လဲတဲ့အင်ဂျင်ကူးလန့်ကိုကိုယ်တိုင်လဲတင်လာဆိုတဲ့အချက်ကိုမပြောခင်အင်ဂျင်ကူးလန့်လဲတဲ့အခါစစ်ဆေးလုပ်ဆောင်မယ့်အချက်တွေကိုအကြံမြင့်ပြပြပေးခြင်းပါတယ်ဆိုတော့စလိုက်ရအောင်အရင်ဆုံးပြောချင်တာကတော့ကူးလန့်မလဲခင်သက်ဆိုင်ရာအစိပ်ပိုင်းတွေထိခိုက်မှုရှိနေလားဆိုတာကိုစစ်ဆေးဖို့လိုအပ်ပါတယ်ဥပမာရှေးတိုင်းကြီးဝါတာဖန်ပိုက်စတဲ့နေရာတွေကနေစိတ်ထွက်မှုရှိမရှိစသဖြင့်စစ်ဆေးရမှာပါနောက်တစ်ချက်ကတော့ Suzuki ကားတွေအတွက်အကြံပြုထားတဲ့ Extra တစ်စိတ်လောင်းလိုက်ကူးလန့်မျိုးစားကိုအသုံးပြုမယ်ဆိုရင်တော့ရှေး80ရာခိုင်နှုန်းကူးလန့်30ရာခိုင်နှုန်းတို့ကိုအချိုးကျရောဆက်ပြီးတော့အသုံးပြုတတ်ဖို့လိုပါတယ်ကူးလန့်မှာ chemical တွေပါဝင်တာဖြစ်လို့မတော်တဆမျက်လုံးထဲဝင်သွားတဲ့ခါကျရင်အန္တရာယ်ရှိတဲ့အကြောင်းသတိပြုဖို့လည်းလိုအပ်ပါတယ်ပြီးတော့ကူးလန့်အဟောင်းကိုထုတ်ပြီးကူးလန့်အသစ်လဲတာကိုလည်းစနစ်တကျလုပ်တတ်ဖို့လိုပါတယ်ဒါတွေကိုပြုလုပ်နိုင်ဖို့အတွက်သက်ဆိုင်ရာ tools တွေလည်းလိုအပ်မှာဖြစ်ပါတယ်ဆိုတော့အခုအကြမ်းမြင့်ပြပြသွားတဲ့အချက်တွေအရမိတ်ဆွေတို့အနေနဲ့အင်ဂျင်ကူးလန့်ကိုအိမ်မှာကိုယ်တိုင်လဲဖို့တဲ့နီးစရာ Suzuki ရောင်းပြကန်နေမှာပဲတွားရောက်လဲဖို့ကိုအကြံပြုချက်ပါအားလုံးပဲနောက်ထပ်ဗီဒီယိုမှာကြည့်တွေ့ကြပါ